ညမှာထွက်တဲ့လူတွေကိုတိတ်တိတ်ဆိတ်လိုက်ပြီးတော့တတ်တယ်ညထွက်တဲ့လူကိုတတ်တာနော်အဲ့ဒါလိုနဲ့နောက်ကြတော့ညလည်းဘယ်သူမှမထွက်ရဲဘူးခက်တာကလူတက်သွားပြီဆိုလို့ရှိရင်ဒီရှုဖြိုးတဲ့အသားတွေဟာအကုန်ပါသွားတယ်အဲ့ကြောင့်ရာဒီတိုင်းသူပြည်သားတွေကဒါဟာသွေးရိုးသားရိုးမဟုတ်ဘူးလူသားစားတဲ့လူရှိတယ်လူစားတဲ့တာမသိတယ်ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့နန်းရင်ပြင်မှာអော်ကြတာတိုင်းပြည်မှာဘေးအန္တရာယ်တင့်နေပြီလူသားစားတဲ့လူကိုဘင်းမင်းတွေကဖမ်းပေးပါလူသားစားတဲ့လူဖမ်းပေးရမယ်ဆိုတော့ဘယင်ကဘယ်သူသွားဖမ်းသူ့ကိုယ်သူလက်ထိတ်ခတ်ဖို့ပဲရှိတယ်ဟုတ်လားအဲ့ဒါဘယင်ကဘာပြောလို့ဆိုတော့မင်းတို့မှာဖြစ်တဲ့ကိစ္စကိုဘာဖြစ်လို့ငါစီလာអော်နေရတာတော့မင်းတို့ကသူရှားပြီးတော့ဖမ်းမလားတဲ့တရားခံကသူတည်ပြီးသားပဲလေဟုတ်လားအဲ့ဒါနဲ့ဘယင်ကဒီကိစ္စကိုသူဘလို့မှမကင်တွေ့တဲ့အခါကျတော့စစ်သူကြီးဖြစ်တဲ့ကာလဟတိဆိုတာရှိတယ်အဲ့ဒီစစ်သူကြီးကာလဟကဒီတခိုးကိုမိအောင်ဖမ်းမယ်ဒီလူဆိုးကိုမိအောင်ဖမ်းမယ်ဆိုဖမ်းတော့မိတာပေါ့မိတဲ့အခါကျတော့မင်းဘာလို့တတ်တော့ဒီလူတွေကိုအဲ့လိုကြမ်းကြမ်းထန်ထန်စစ်တဲ့အခါကျတော့ဘယင်စားဖို့လို့ဒီလူတွေကိုတတ်ရတာမင်းဘယင်ရှင်မှာမေးမယ်ဆိုရင်ကမင်းအဲ့ဒီတိုင်မင်းပြောရင်မလားနေရတာကိုကြောက်ရတာပေါ့နော်ပြောရဲပါတယ်ဆိုတော့ဒါနောက်နေ့ရောက်တော့ဘင်းရဲ့ရှေ့တော်မှာကိုအဲ့ဒီယတကခေါ်ပြီးတော့တိတိဆိုင်ဆိုင်ပြောတယ်အဲ့တော့ဘင်းကလည်းပဲမျက်နှာမပြတ်ဘူးတတိယတော့တော်တော်ကောင်းတယ်ငါအတွက်လှုပ်လှုပ်ပေးနေတဲ့လူကိုဘာဖြစ်လို့မင်းတို့ကဒီလိုမျိုးဖြစ်နေရတာတော့တဲ့အဲ့လိုတောင်ပြောတာနော်သူ့အတွက်အလှုပ်လှုပ်ပေးနေတဲ့လူကိုဘာဖြစ်လို့ဒီလိုကြမ်းကြမ်းထန်ထန်ဆက်ဆံရတယ်လဲပေါ့ဝန်ခံလိုက်တဲ့သဘောပါပဲအဲ့ဒါလိုလည်းပြောလိုက်ရောကာလဟတိကမင်းကြီးတဲ့လူသားဆိုတာမစားသင့်ဘူးဒါကြောင့်လူသားကိုရှောင်ကျင်သင့်တယ်လူသားကိုမစားဖို့အတွက်တားတာပေါ့အဲ့လိုတားတဲ့အခါကျတော့ဘုရင်ကြီးကပြုံးပြုံးပဲနားထောင်အဲ့ဒါကာလဟတ္ထိကရှေးတုန်းကဖြစ်ခဲ့မှုတဲ့အကြောင်းအရာတွေပါတင်ပြပြီးတော့တားတာမင်းကြီးတဲ့ရှေးတုန်းကငါးကြီးအာနန္ဒာဆိုတာရှိတယ်ယူဇနာနဲ့ချီပြီးတော့ကြည်တယ်အဲ့ဒါနောက်တော့သမုဒ္ဒရာထဲမှာကမူတွေကမောက်တွေတောင်တွေလိုဟာမျိုးတွေကလည်းရှိတာအလွန်နဲ့တဲ့နေရာမျိုးမှာအဲ့ဒါငါကဘလောက်ကြီးလဲဆိုတော့အဲ့ဒီတောင်ကိုပတ်ထားတာသူ့ရဲ့ခေါင်းကသူ့အမီးကိုပြန်ပြီးတော့ကြိုက်လို့ရတဲ့အနေအထားမျိုးအရှိကြီးကြီးပေါ့နော်အဲ့ဒါကိုသူ့အမီးမသိဘူးကျန်တဲ့ငါးတကောင်ရဲ့အမီးထင်ပြီးတော့ကြိုက်လိုက်တယ်ဟုတ်လားအဲ့ဒီမှာအဲ့ဒီသူကြိုက်ချီလိုက်တဲ့တကယ်တမ်းအမီးကဘယ်သူအမီးဖြစ်နေလဲသူ့အမီးဖြစ်နေတယ်အဲ့ဒီအသားကိုသူ့ပါဇက်ထဲလဲပါသွားပြီဆိုတော့ဒီကိုအောင်ကြီးကပေါက်ပြေးသွားပြီလေသွေးတွေပါတွေထွက်ပြီအဲ့ဒီမှာငါးသေးသေးတွေသူ့ထက်သေးတဲ့ငါးတွေကအကုန်လုံးလာပြီးတော့သူ့ကိုစားရတယ်အဲ့ဒါအယိုးပဲကျွဲ့တယ်